ဆိုင်တက်တန်းလော25နှစ်ကြော်ပြီပေါ့နော်1999ခုနှစ်လောက်တည်းကဖွင့်တာပေါ့နော်နှစ်ကြက်ကလေးကရောင်းလာတာပေါ့နော်နှစ်နှစ်သုံးနှစ်ကလေးကစားပြီးတော့ပေါ့နော်ဟိုးအသက်ကြီးတွေဖွားကြီးတွေဖိုးကြီးတွေထီကိုစားနိုင်တာပေါ့နော်လူဤနေအောင်တော့ပြုတ်လိုက်တယ်ပေါ့နော်တော်တော်များစားများတာဥကျန်းစားများတယ်ရှားစားများတယ်အလားဖြစ်တဲ့အတွက်ပေါ့နော်လူမျိုးဘာသာမရွေးအကုန်လုံးစားသုံးနိုင်ပါတယ်စိတ်တန်တန်နဲ့စားသုံးနိုင်တယ်ပေါ့တမယာသီးတွေကိုချင်းစိန်ထားတယ်ဒီတမယာသီးချင်းစိန်ထားတယ်ကြောက်ချင်ကိုလည်းလေတုံးကြီးတွေဝယ်ထားပြီးတော့တုံးတွေထုပြီးတော့ကြောက်ချင်နေနဲ့ဆေးတယ်ပေါ့နော်အနံ့ကိုလုံးဝတက်အောင်ဆေးတယ်ပေါ့နော်အနံ့ပြောင်းမှပဲအရေအတွက်ကောအဖက်အတွက်ကောကလေအညှိနဲ့မထွက်တာပေါ့နော်အဲ့ထဲမှာနှစ်ကလေးရှိတော့လေနှစ်ကလေးတွေကလေဖြူနေရင်လေမညစ်ထုတ်ရဘူးဝါကျင့်ကျင့်နေဆိုရင်ညှစ်ထုတ်ပြရတယ်လေဒီမှာလေဒီတွေကလေကြောက်ချင်တဲ့ပုံပါပါဆေးလေးနေရာမှာတက်မှာလေကြောင်မှစားတဲ့ခါကျရင်ဒီရောအဲ့ဒါတခြားဒီလိုစီမှာဆိုရင်3နှစ်2နှစ်3နှစ်ကလေးကစားပြီးတော့ဗောနော်ဟိုးအသက်ကြီးတွေဖွားကြီးတွေဖိုးကြီးတွေထီကိုစားနိုင်တာဗောနော်ဘာလို့လဲအမတို့ကအနူးဘက်ကိုကင်တာဗောနော်အနူးဤနေအောင်တော့ပြုတ်တိတ်တယ်ဗောနော်ဟိုအရေရောအဖက်ကောဗောနော်ဂယူးဆိုင်ပြီးတော့လုပ်ပြီးတယ်ဗောဒါပြီးတော့ဆိုတော့ဟိုကလေးကစားလူကြီးအစုံကြီးစားလို့ရအောင်ဗောနော်ဂျင်းကိုတော့များများထည့်ရဂျင်းနဲ့စပင်လေးများတော့များထည့်ရဒါဂျင်းကိုတိတ်ထားတာဗောကျော်ဟိုအသားတွေဥကလီစာတွေဆိုင်ရပြီးတော့ဟာလာပစ္စည်းပေါ့ပြီးတန်းဆိုင်ရဝယ်ယူရောင်းတာပါပေါ့ဟာလာဖြစ်တဲ့အတွက်ပေါ့နော်လူမျိုးဘာသာမီးအကုန်လုံးစားသုံးနိုင်ပါတယ်စိတ်တန်တန်နဲ့စားသုံးနိုင်တယ်ဒါဆိုတာမီးပေါ်တင်ပြီးတော့ဟိုအုံးမန်းစူတော့မှာပေါ့နော်ဒီကဒါဒုကွက်ကြော်တယ်ဒါကြီးကြည့်ကောင်းပါကျင်ရွက်လို့ဥကျင်ဖူးလို့ကြံသေးတယ်သမှုရန်နာလမ်းမကြီးပေါ်မှာလေနှစ်ကြက်ခေတည်းကရောင်းလာတာပေါ့နော်အခုဒီဘက်မြစ်တညိုရောက်တော့မှဒီဆိုင်လေးထပ်ဖွင့်ဖြစ်တာပေါ့ဆိုင်တက်တန်းလော25ကျော်ကတော့ကြော်ပြီပေါ့1999ခုနှစ်လောက်တည်းကဖွင့်တာပေါ့နော်ဈေးအစားစားလောလူတိုင်းစားနိုင်အောင်ပေါ့နော်100တန်းစပြီးတော့200တန်းအထိပဲပေါ့နော်200တန်းမဖြစ်ခင်တော့100တန်းပေါ့နော်ဒန်းတူ100တန်းရှာတွေရောဥချမ်းတွေရောအသက်ကလီစာပေါ့နော်ကိုဒီမှာပါတဲ့ဟာကိုဒန်းတူအကုန်လုံး100ပဲရောင်းတယ်အခုဈေးတက်တာ6လလောက်ပဲရှိသေးတယ်6လက်လောက်100 200ခွဲလေးရတာပေါ့နော်ဒီကုန်စင်းလုံးကြီးမတရားတက်လာတော့လေဒါလေးကရှာလေးပါရှာသားလေးကြောလေးတွေကလေတစ်ချောင်းတရာဒါလည်းကလေးတွေတော်တော်ကြိုက်ကြတာပေါ့နော်လူငယ်တွေကလေးကြိုက်ကြတယ်ဝါတာကောင်းလို့ပီကယ်လေးလိုဝါလို့ပေါ့သူကတော့တစ်ချောင်းတရာပဲရောင်းပြပါတယ်ဒီလေဟာကြနှစ်ခုတော်တော်များစားများတာဥကျန်းစားများတယ်ရှားစားများတယ်လို့ဥချိုတို့စားကြပါတယ်ပေါ့နော်ဟိုအကျော်လဲလူငယ်တွေကတော့အကျော်ကြိုက်တယ်ပေါ့နော်ထုံနဲ့စားကြတယ်ပေါ့ရှင်းလာရတယ်နော်ဒီကဆုံးနော်ချင်းကဲဆက်စားပါဒါလေးကစီချက်လေးကစစ်တမီဖူးမွေးလေးနဲ့အချီလေးဒါတပွဲ2500ပဲတမယာတီးဆိုတဲ့တမယာတီးချီလေးနဲ့
ဒီမှာကြာတန်ကြော်လေးတွေရပါတယ်ကြာတန်ကြော်လေးအတုပ်လေးပေါ့နော်အကုန်လုံးကလေးလူကြီးစားလို့နိုင်အောင်1000နဲ့ရောင်းပေးထားပါတယ်အမလူတုပ်ကတော့တစ်ပွဲကို2500ရောင်းပေးပါတယ်စွပ်ပြုတ်ကလည်းတစ်ပွဲကို2500ရောင်းပေးပါတယ်နေ့လယ်2နာရီခွဲဆိုစရပါပြီစိုက်ပြင်မှာထည့်လိုက်နော်စုံလေးပါဒါလေးတွေကတရားတန်လေးတွေပါဒီလေးတွေစီးထားတရားဒါလေးတွေကတရားတန်လေးတွေပါရှာလေးတွေပေါ့နော်ဒါတော့ဥမာလေးတွေပါဒါရတော့ဥချိုဒါလည်းဥချိုကတော့ဒီကြိုင်များဆုံးပစ္စည်းတွေ哟，အချိန်ရလဲပြည့်နေနေရတယ်ဆိုတော့ဆဲနော်ဦးကပြုတ်တာ3နာရီ4နာရီလောက်ပြုတ်ထားရဲ့အရသာမဟုတ်လားမျိုးတော်တော်လေးတိုက်လိုက်တာနဲ့ပြောမှာပြီးတော့အချင်းကတော်တော်ကောင်းတယ်ထားပါမယ်လူအီနာပဲတော်လေးဝါလို့ကောင်းတယ်အမဲဦးလေးတွေဒီဒါလေးကိုပြုတ်ပြီးမှရလာပြုတ်ရည်လေးတွေပေါ့နော်ဟင်းရပြန်လောက်ထားတဲ့ဟာလေးပါတောက်ကြည့်မယ်ရှယ်ပဲအကြီးကလေလုံးဝမအီဘူးဒီမှာအစီနဲ့ရတာပါနေပေမဲ့လည်းလုံးဝမအီပဲနဲ့တော်လေးတောက်လို့ကောင်းအဲ့တော့ကောင်းတော့တော့နော်ကျက်သွန်ကျူစီချက်လေးကမှုေးပြတယ်သူကအပြည့်ကဒီဇိုင်းကအားသာချက်ကဘာစားမအီးတာမီရာနဲ့ပြီးတော့နူးနူးအီးလေးရှိရပါနော်ဒီရေကကြတော့ဆင်စားလေးလောက်ထားပါနော်ဒီရေလေးလည်းတော်ကောင်းတယ်ဦးလေးကလည်းအိမ်ညာတယ်တော်လေးရတယ်တော်ကောင်းဟိုမပြတ်ထွက်သွားပြန်တယ်လေသူတို့လေးနဲ့စီလေးဒီဆိုင်လေးကအမှတ်810ဇေယျဒုက္ခလန်မြစ်တာညိုရက်ကွက်ပေါ့နော်တောင်ဝင်မြို့နယ်မှာရှိပါတယ်ဆိုင်နာမည်လေးကတော့စက်မှုတုံထိုးပေါ့နော်ဒီမှာဘာစား200နဲ့100စားရှိပါတယ်လာပြီးတော့ပြည်သက်တွေလည်းစားဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်